လာမယ်လက်ချီပွဲမှာပြန်ရမှုအတွက်အနောစီမှာပစိုးလေးတွေလည်းဝင်ထားပါတယ်အားလုံးပေါင်းပစိုး၄မျိုးဝင်ထားပါတယ်နော်။ဘာလေးတွေဝင်လဲဆိုတော့ဒါလေးကစီလွန်ရိုးရပစိုးပါအထက်က200ကျော်ဝင်ထားပါတယ်ကာလာဆုပ်အရန်မဲလှတယ်အကြမ်းလဲခန့်တယ်ချုပ်ပြီးသားပါနော်။ဒါကစီလွန်ရိုးရပစိုးပါနောက်တစ်မျိုးကြတော့ဒီလိုမျိုးပေါင်းတောင်စင်းပစိုးပါကရင်ပစိုးမှာအစင်ပြန်ဆန်းပြီးတော့ထုတ်ထားတဲ့အစင်လေးပါနော်။ဒါလေးကလည်းအထက်200ဝင်ထားပါတယ်။နောက်ပြီးတော့ဒီမှာပေါင်းအင်းထမိန်အနံကြီးကွင်းကျဲအသားအရန်အေးတဲ့ပေါင်းအင်းထမိန်လေးလည်းဝင်လာပါတယ်သူကတော့အစင်2ဆင်လာပါတယ်နော်အစင်ကဒီလိုမျိုး2ဆင်လာပါမယ်ရောင်စုံရပါမယ်နော်ခဏနေကြမှာနော်အလားပုံထပ်ပြီးတော့ပြပေးပါမယ်ဒါလေးကဒီလိုအစင်2ဆင်ပေါင်းအင်းထမိန်လာပါမယ်နောက်ထပ်တစ်မျိုးကကြတော့ဖောက်တဲ့တွေခဏခဏမေးကြတဲ့ရွှ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 ွပါကာလာဆုံးအများကြီးရပါမယ်နော်နောက်ထပ်တစ်မျိုးလေးကတော့ဒါခလေးပစိုးပါလူလက်ဆိုင်ပါအသက်ဆိုလို့ရှိရင်တော့6နှစ်အောက်ကိုရတဲ့အရွယ်ပါနော်လက်လီလက်ကပေးလို့ရပါပြီအနော်ဆိုင်ကဖတ်အံမှာဖွင့်လာပါတယ် online ကနေလည်းမှာလို့ရပါတယ် Viber နံပါတ်လေးကိုအနော်ချတာပေးပါမယ်နော်